လုံးပဲမင်္ဂလာပါညီမကတော့အင်ဒရာပါအခုမှအင်ဒရာကိုမေးရတဲ့မေးခွန်းတွေကဒုတိယမေးခွန်းလေးကိုဖြည့်ပေးပါမယ်ဒုတိယမေးခွန်းလေးကသူကအောင်ရေးမှာကန်ကောင်းခြင်းနဲ့သူဘယ်လိုလုပ်ရမလဲဆိုပြီးတော့မေးရပါတယ်အဲကြောင့်မလို့ collective region နေနဲ့အားလုံးအချစ်ရေးမှာချစ်ခံရအောင်ဘယ်လိုအဆင်ပြေအောင်နေရမလဲဆိုတာကိုပြောပြပေးသွားပါမယ်ချစ်ရေးနဲ့ပတ်သက်ပြီးတော့အများကြီးကြုံတွေ့ခဲ့ရပြီးပြီနာကျင်မှုတွေအနိုင်အဘယ်လောက်ရှိလဲဆိုတော့စမ်းသပ်နိုင်မှုတွေအကောင်လုံးပြီးသွားပါပြီပြီးသွားတဲ့အခါမှာဘာတွေဖြစ်လာမလဲဆိုရင်ကိုယ့်ကိုအခုလက်ရှိမှာဟောင်းချက်တွေယုံကြည်ခြင်းတွေအင်အားတွေတတိပြန်လည်မွေးဖွားနေတဲ့အချိန်ကာလဖြစ်ပါတယ်ဖြစ်ပြီးတော့ကိုကဘယ်အောင်လွတ်ချရမှာလဲဘယ်ဟာကိုတော့မဟုတ်ဘူးလဲဆိုတာကိုစိတ်ထဲမှာသိတယ်သိပေမဲ့အရှင်မယူရဲသေးတာတွေဖြစ်နေတာမျိုးတွေတွေ့တယ်ဒါကြောင့်မလို့ကိုကပြောင်းလဲရမယ်ကိုတော့မတည်မြဲတဲ့ຢာတွေကပြိုကျမယ်ကိုတော့မဟုတ်တဲ့ຢာတွေကထွက်သွားမယ်အဲ့ဒီအရာမျိုးတွေပေါ့နော်ကိုလက်လွတ်တဲ့အရာတွေလက်လွတ်ရမယ်ကိုဆုံးရှုံးရမယ်အရာတွေဆုံးရှုံးရမယ်အဲ့ဒီအရာကိုတော့မဟုတ်လို့ဆုံးရှုံးရတာလက်လွတ်ရတယ်ဆိုတဲ့အရာကိုသင်ခန်းစာယူရပါမယ်အဲ့ဒီအရာကိုသာရပါပြီဆိုလို့ရှိရင်ကို့မှာဘာတွေဖြစ်လာမလဲဆိုရင်ကိုလိုချင်တဲ့အရာတွေကိုဖြစ်ချင်တဲ့အရာတွေအကုန်လုံးဖြစ်လာပါလိမ့်မယ်အိမ်တို့တွင်းလေးကိုလိုချင်တာတွေချက်ချင်းရနိုင်တဲ့ချက်ချင်းပြေဆုံးနိုင်တဲ့ဆိုင်လေးတွေ့ပါတယ်ဒါကြောင့်မလို့ကိုမှကြောက်ရွံ့မှုတွေနာကျင်မှုတွေကနေပြီးတော့အခုပြန်လဲရှင်းတန်းနေပေါ့နော်ကိုအားပြန်မွေးနေတယ်ပြန်ရှေ့ဆက်ဖို့အတွက်လွတ်ချဖို့အတွက်အင်အားတွေယူနေတဲ့ချိန်မှာမကြောက်ဘဲနဲ့ပြောင်းလဲလိုက်ပါလွတ်ချလိုက်ပါကိုတော့မဟုတ်တဲ့အရာတွေကိုလက်ကိုလုပ်လိုက်ပါလွတ်ချလိုက်ပါအဲ့လိုလွတ်ချပြီးသွားတာနဲ့အရာကိုရဲ့အချိန်တိုအတွင်းလေးမှာပဲကိုစိတ်ထဲကဖြစ်လာတဲ့လိုချင်မှုတွေကိုဖြစ်ချင်တဲ့အရာတွေအကုန်လုံးအချိန်တိုအတွင်းမှာဖြစ်လာပါလိမ့်မယ်ဒါကြောင့်မလို့မကြောက်ပါနဲ့ရဲကြီးဆုံးဖြတ်ချက်ချပြီးတော့လွတ်ချတဲ့နာကိုလွတ်ချလိုက်ပါလက်ကိုလုပ်တဲ့နာကိုလက်ကိုလုပ်လိုက်ပါဒီဗီဒီယိုလေးကိုနားထောင်ပြီးတော့တခုခု message ရောက်ပါမယ်လို့ယုံကြည်ပါတယ်